ကဲဒုတိယပိုင်းစီစဉ်လေးပါခင်ဗျကွင်းချိန်သွားပါပြီမှတ်ကတော့83ပါခင်ဗျလန်လင်ညာသားစားပြီးထိုးထားပါတယ်ခင်ဗျကိုမင်းဖန်ထားပါတယ်အောင်ဘလူးလိုက်ထောင်ပါတယ်မင်းကိုဝေးပါတယ်ခင်ဗျမှတ်တက်ပါတယ်93ပါခင်ဗျလန်လင်ညာသားစားပြီးပါပဲဝေးပါတယ်ခင်ဗျာစားပြီးချိန်39ပါခင်ဗျကိုဘလူးစားပြီးပါဝေးပါတယ်ခင်ဗျာစားပြီးပြန်ချိန်93ပါခင်ဗျလူပါတေချာမရဘူးကဲစားပြီးချိန်39ပါခင်ဗျတော့ဘကကိုဘလူးစားပဲပါခင်ဗျကိုဘလူးထိုးထားတယ်ညာသားလေးဖမ်းထားတယ်ကိုပဲလေးထောင်ပါတယ်ခင်ဗျကိုရဲမင်းထုံးမဲဝေးပါတယ်ခင်ဗျာအမှတ်တက်ပါတယ်49ပါဟုတ်ကဲ့ဘာပါလဲဒီလိုဆိုအခုဒီစက်ရမလို့ပြောရမှာပေါ့ပဲတိုင်ရိုက်မကတော့49ပါခင်ဗျကိုဘလူးစားပဲထိုးထားပါတယ်ညာသားလေးဖမ်းထားပါတယ်ခင်ဗျကိုပဲလေးထောင်ပါတယ်ကိုရဲမင်းထုံးမဲကြပါတယ်ခင်ဗျ94ပါရမလားကွာစိုက်နေပါလေရိုက်တာဘောလုံးတို့တော့လားဘယ်မေးလဲပြောတယ်ဘာမလိုက်တော့ဝေးလို့ပြောတယ်ဘလုံးလဲမကြည့်မလုံးပတ်သွားရင်ဘူးပေးဘောရှာလာလားဒီစားလို့ချက်သားချုံရုံမလို့ကွာဟုတ်ကဲ့လားဟေးလက်မထီရှောင်းမလက်မထီရတော့ကျွန်တော်ရိုက်နိုင်တယ်ဗျလေးရိုက်ထုတ်လိုက်ပါလုံးဝေးကလည်းညာသားစားပေးပါခင်ဗျကိုဘလူးဖမ်းထားတယ်ကိုဘူးထောင်ထားပါတယ်ခင်ဗျမင်းကိုဆွဲထားပါတယ်ကိုဘလူးစားပေးပါခင်ဗျကလည်းညာသားဖမ်းထားပါတယ်ဝယ်လေးထောင်ထားပါတယ်ကိုရဲမင်းထုံးပါပဲလွတ်ကျွတ်ကိုကြာသွားပါတယ်ခင်ဗျအမှတ်ကတော့94ပါခင်ဗျအဲ့ဘက်ကမပြစ်တယ်ဟုတ်တယ်မပြစ်တယ်ဘူးရှိတယ်ပြစ်တယ်အလညာသားလေးစားပေးပါပဲဝေးပါတယ်ခင်ဗျာဟိုကတလုံးကြံသေးရဲ့တလုံးကြံသေးရဲ့ကဲဒါသာလိုက်ထောင်ထားပါတယ်ခင်ဗျကိုမင်းထွန်းပြပါတယ်ကိုမင်းဖမ်းထားပါတယ်ကိုပုထောင်ပါတယ်ခင်ဗျမင်းကိုကြပါတယ်ခင်ဗျမှတ်တက်ပါတယ်59ပါခင်ဗျတလုံးပဲကဲတလုံးရှာလာရောကိုဘလူးစားပေးပါခင်ဗျကိုမင်းထွန်းဖမ်းထားပါတယ်ကိုဘလေးထောင်ထားပါတယ်ခင်ဗျကိုရဲမင်းထောင်းပါပဲကိုဘလူးပြန်ဖမ်းထားပါတယ်ကိုမင်းထောင်းပါတယ်ကိုရဲမင်းကိုလယ်ထဲမှာတို့ထားပါတယ်ခင်ဗျမှတ်တက်ပါတယ်စစ်9ပါခင်ဗျကိုဘလူးစားပေးပါပဲကိုရဲမင်းထောင်းဖမ်းထားတယ်စားပေးတစ်လုံးပေါက်သွားပါပြီခင်ဗျမှတ်ကတော့မကွာတော့ပါဘူး79ပါခင်ဗျကိုဘလူးစားပေးပါပဲဝယ်လေးထောင်းထားပါတယ်ကိုရဲမင်းထောင်းပါပဲစားပြချိန်97ပါခင်ဗျကဲမှတ်ကတော့97ပါခင်ဗျဒါလည်းညာသားလေးစားပြပါဆမ်ဖလောက်တစ်လုံးထိုးထားပါတယ်ခင်ဗျပိုက်တီးသွားပါတယ်စားပြပြန်ချိန်ပါတယ်ခင်ဗျအမှတ်ကတော့79ပါကိုဘလူးစားပြထိုးထားတယ်
ဝယ်မင်းထုံဖမ်းထားပါတယ်ဘေးစင်ထွက်သွားပါတယ်ခင်ဗျ မနိုင်လို့ပြောနေ မကတော့မကွာတော့ပါဘူးအဲ့နိုင်ပါခင်ဗျ တွေ့အောင်ပြီတွေ့အောင်ပြီ ကဲကိုဘလူးစားပေးပါပဲကိုရဲမင်းထုံးစီပါပဲခင်ဗျဝယ်လေးထောင်ထားတယ်ကိုရဲမင်းထုံးပဲစားပေးချိန်နိုင်အိပ်ပါခင်ဗျကိုရဲမင်းထုံးစားပေးဆင်းထိုးပါပြီ။အောင်မြင်ဖမ်းထားပါတယ်ကိုပူထောင်ထားပါတယ်။မင်းကိုလည်းမှာပဲဆွဲချထားပါတယ်ခင်ဗျ။မကတော့အိမ်တိုင်းမှာဘလူးစားပေးပါပဲ။ကိုယ်လေးထောင်ထားပါတယ်ကိုယ်မင်းထုံးပဲ။စားပေးချိန်နိုင်အိပ်ပါပဲခင်ဗျ။ ရောစေရပြန် ကဲတန်နေညာသားလေးစားပေးပါခင်ဗျဘလူးဖမ်းထားတယ်ကိုပူထောင်ထားပါတယ်မင်းကိုပဲတို့ထားပါတယ်ခင်ဗျစားပေးချိန်ပါခင်ဗျအမှတ်ကတော့အိမ်တိုင်းပါပဲကိုဘလူးစားပေးပါဝယ်မင်းထုံးစီပါပဲခင်ဗျဝယ်လေးထောင်ထားပါတယ်ဝယ်မင်းထုံးမယ်မင်းကိုဝင်လေးပို့ထားပါတယ်ညာသာဖမ်းထားပါတယ်ကိုရဲမင်းထုံးပါပဲခင်ဗျစားပေးချိန်နိုင်အိပ်ပါပဲ ရန်ကောင်းတယ်ဟလားရန်ကောင်းတယ်ဟလား ဟာမရကွာလာကနေတကားဟမ် ကိုယ်လေးထောင်ထားပါတယ်ကိုရဲမင်းထုံးလုံးသက်ထားပါတယ်အမတ်တက်သွားပါပြီခင်ဗျအမတ်ကတော့လက်အိပ်ပါ အဲ့ဒါမင်းစင်မရမှာ တန်နေညာသားလေးစားပေးပါပဲကိုဘလူးထောင်ထားပါတယ်ကိုဘူးဝင်လေးပဲထည့်ထားပါတယ်ကိုရဲမင်းထုံးဖမ်းထားပါတယ်ကိုပဲလေးထောင်ထားတယ်ကိုရဲမင်းထုံးပါပဲမင်းကိုပြစ်ထားပါတယ်ခင်ဗျစားပေးချိန်အိတ်လက်ပါပဲခင်ဗျ ညာသားမင်းတော့ဖက်ရောက်မယ်ချက်မနဲ့ဘူး ကိုဘလူးစားပေးပါပဲ။ညာသားဖမ်းထားပါတယ်ကိုပဲလေးလိုက်ထောင်ထားပါတယ်ခင်ဗျ။ကိုရမင်းထုံးမယ်လက်အိပ်ပါပဲခင်ဗျာစားပေးချိန်ပါတယ်။ညာသားလေးစားပေးပါပဲခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်စီးပေါ်ကျသွားပါခင်ဗျာအမှတ်တက်ပါတယ်18ပါခင်ဗျာ။ညာသားစားပေးပါပဲ။အမျိုးစီတစ်လုံးထပ်ပေါက်သွားပါပြီခင်ဗျ။အမှတ်ကတော့28ပါခင်ဗျ။ကဲညာသားစားပေးပါပဲ။အောင်တစ်လုံးထပ်ဆင်ထားပါတယ်။ကိုရမင်းထုံးဖမ်းထားပါတယ်ကိုပဲလေးထောင်းပါတယ်ခင်ဗျ။ကိုရမင်းထုံးမယ်မှတ်တက်ပါတယ်ခင်ဗျဟုတ်အိပ်ပါခင်ဗျာ မင်းကဘာလဲဝညညပြရတယ်မလားကောင်းနဲ့ နေနေတလင်ညာသားစားပေးပါပဲခင်ဗျာကိုဘူးဖမ်းထားတယ်ကိုဘလူးထောင်ထားပါတယ်ကိုဘလူးထောင်ထားပါတယ်မင်းကိုပါပဲဘယ်ဘယ်တော့ဆယ်ထားတယ်ကိုဘလူးလိုက်ထောင်ထားပါတယ်ခင်ဗျ
မင်းကိုပါပဲကိုပဲလေးထောင်ထားပါတယ်ကိုရမင်းထုံးပါပဲကြာသွားပါပြီခင်ဗျာစာပစ်ချင်းအိတ်ဟုတ်ပါခင်ဗျာကဲကိုဘက်ကတော့စားပစ်ပြောင်းထုတ်ပါတယ်ကိုမင်းဦးစားပစ်ပါခင်ဗျကိုမင်းဦးစားပစ်ပါခင်ဗျမင်းတို့ဒီပဲထိုးထားတယ်ကိုရမင်းထုံဖမ်းထားပါတယ်ညာလာလိုက်ထောက်ထားပါတယ်ခင်ဗျကိုရမင်းထုံပါပဲကိုဘူးမင်းကိုဝင်ထည့်ထားပါတယ်ညာလာလေးဖမ်းထားပါတယ်ခင်ဗျကိုပဲလေးထောင်ပါတယ်ကိုရမင်းထုံပဲအောင်ထင်းဝင်လိုက်ဆယ်ထားပါတယ်စားပြပြန်ချင်းသွားပါခင်ဗျအမှတ်ကတော့ဟုတ်အိတ်ပါခင်ဗျဒီဘက်ကတန်လင်ညာသားလေးစားပြပါခင်ဗျထိုးလာတယ်ကိုဘူးစီပါဗျတလုံးထပ်ပေါက်သွားပါပြီခင်ဗျ point တက်သွားပါပြီ point 8ပါခင်ဗျတန်လင်ညာသားစားပြပါခင်ဗျကိုဘလူးထောင်ထားပါတယ်မင်းကိုပြစ်ထားတယ်မင်းထုံမိသွားပါပြီကိုလေးထောင်ထားပါတယ်ကိုဘူးပြန်ဖမ်းထားပါတယ်ခင်ဗျပြီးသွားပါပြီခင်ဗျာကျွန်တော်အခု3 ယောက် 5 ယောက်တဲဝဲလေးရဆိုရင်တော့ဖြစ်ကိုရဲမင်းထုံးတို့နိုင်ရရှိသွားပါပြီခင်ဗျာ